じゃあまずはセーフからいきますさあマックス耐えてるじゃあいきますよまずはローからはいマックス来た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 笑ったら負けですよはいストップ無理無理さあ現在ロー設定表情はまだ余裕そうですねそれではこちらをマックスにさあまずはエコーモードからいきますよ、はい、じゃあいっちゃいますマックスドンဒီဂျပန်မလေးတွေရဲ့ game ကစိတ်ဝင်စားစရာကောင်းတယ်မလားခေါင်းကြီးတို့ဘသူပါဝင်စော့ခြင်းတလေပြောခဲ့ကြည့်ခေါင်းကြီးတို့ရင်းနေတစ်ခုခုကြံခဲ့တယ်မလားခေါင်းကြီးတို့မညာနဲ့